မျိုးသမီးတစ်ယောက်ဟာလက်ထပ်ပြီးတဲ့အခါသူမခင်မွန်းရဲ့မိခင်နဲ့အတူနေထိုင်ခဲ့ပါတယ်။ဒါပေမဲ့ရက်တပတ်အနည်းငယ်အတွင်းမှာပဲအရာရာဟာကပ်ပေးဖြစ်ကိုရောက်ရှိသွားခဲ့ပါတယ်။သူတို့ဟာတဦးကိုတဦးအော်ကြဆူကြပြီးသူတို့ဟာနေတိုင်းနီးပါးငင်းခုန်ခဲ့ကြပါတယ်။အဲ့ဒီလိုပဲအိမ်တွင်းမှာတင်းမာမှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။အမျိုးသားကလည်းနှစ်ဦးစလုံးကိုချစ်တဲ့အတွက်ဘာလို့ရမှန်းကိုမသိပဲစိတ်ရှုပ်ထွေးနေခဲ့ရပါတယ်။ဒီလိုနဲ့လအတန်ကြာကုန်လွန်ခဲ့တဲ့အခါတော့အမျိုးသမီးဟာနောက်ထပ်သီးမခံနိုင်တော့ဘူးဆိုပြီးခင်မွန်းရဲ့မိခင်ကိုဖယ်ရှားရမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒါကြောင့်သူမဟာကြေးရွာကဆိုင်တဆိုင်ကိုသွားပြီးဆိုင်ရှင်ကိုအစိတ်တချို့ဝယ်လို့ရမလားလို့မေးမြန်းခဲ့ပါတယ်။ဆိုင်ရှင်ကလည်းသူမကိုကြည့်ပြီးဘာလို့အစိတ်လိုတာလဲလို့မေးခဲ့ပါတယ်။အဲ့ဒီအခါသူမကကျမဟာခင်မွန်းရဲ့မိခင်နဲ့ထပ်မနေနိုင်တော့ဘူး။သူမကကျမကိုမုန်းတယ်ကျမကလည်းသူမကိုမုန်းတယ်လို့ပြန်ဖြေခဲ့ပါတယ်။အဲ့ဒီအခါဆိုင်ရှင်ကလည်းတခဏလောက်စဉ်းစားပြီး OK ကူညီမယ်ဒါပေမဲ့တေချာနားထောင်ပါဒီအစိတ်ကဖြည်းဖြည်းချင်းစွမ်းနဲ့ဘယ်သူမှတန်တရားဖြစ်မှာတော့မဟုတ်ဘူး။ဒါပေမဲ့မင်းတခုတော့လုပ်ရမယ်တန်တရားမဖြစ်အောင်တော့ရန်ဖြစ်တာကိုရပ်တန့်ရမယ်တီးခံပါသူမကိုလေးစားမှုနဲ့ဆက်ဆံပါလို့ပြောခဲ့ပါတယ်။အဲ့ဒီအခါအမျိုးသမီးကလည်းသဘောတူခဲ့ပြီးအဲ့ဒီနေ့မှစလို့သူမဟာရောက်ခမရဲ့ထမင်းထဲကိုအစိတ်ခတ်ခဲ့ပါတယ်။ဒါပေမဲ့သူမကိုယ်တိုင်လည်းပိုပြီးကျင်နာမှုကိုပြသခဲ့ပါတယ်။ပြီးရင်သူမဟာမိမိရဲ့ဒေါသကိုထိန်းချုပ်ခဲ့ပြီးမေတ္တာနဲ့လေးစားမှုကိုစတင်ပြသခဲ့ပါတယ်။အဲ့ဒီအခါအံ့ဩစရာအချက်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ရောက်ခမကလည်းအဲ့ဒီအပြောင်းလဲကိုသတိထားမိပြီးသူမကိုလည်းချစ်ခင်လာခဲ့တဲ့အတွက်အိမ်ဟာငြင်းချက်မှုကိုပြန်လည်ရရှိခဲ့ပါတယ်။ဒီလိုနဲ့တနေ့မှာတော့အမျိုးသမီးဟာမျက်ရည်တွေနဲ့ဆိုင်တို့ပြေးပြန်ရောက်လာခဲ့ပါတယ်။သူမကကျေးဇူးပြုပြီးကျမကိုကူညီပါကျမသူမကိုပေးတင်ခြင်းနဲ့ကျမပေးခဲ့တဲ့အစိတ်နဲ့သူမကိုတေဆုံးမသွားစေချင်ဘူးလို့ဆိုခဲ့ပါတယ်။အဲ့ဒီအခါဆိုင်ရှင်ဟာပြုံးရလျက်စိတ်မပူပါနဲ့ခမ ကိုအစိတ်ဘယ်တော့မှမပေးခဲ့ပါဘူး။အဲ့ဒါကလက်ဆက်တဲ့လိမ္မော်ကြီးပါတကယ်အစိတ်ဆိုတာမင်းရဲ့ခေါင်းထဲမှာရှိတာပါဘာလို့လဲဆိုတော့ကျွန်တော်တို့ကအခြားသူတွေကိုကြီးတဲ့နီးလန်းကိုပြောင်းလိုက်တဲ့အခါသူတို့ကလည်းပြောင်းလဲသွားကြတယ်လေလို့ပြန်ဖြေခဲ့ပါတယ်။